May the force be with you. 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 Hello there. Star Wars ကရေးမှာဘာလို့ May the Force be with you ဆိုတဲ့စကားကိုသုံးကြရလဲဒီစကားလုံးရဲ့အဓိပ္ပာယ်ရောဘာများဖြစ်နိုင်မလဲမီလာကကျတော့ Star Wars fan တွေရလာလို့လည်းပြောလို့ရတယ်ဘာလို့ဆိုတော့ဒီမီလာထဲမှာပဲ Star Wars fan တွေနဲ့ပတ်သက်တဲ့အထိမ်းအမှတ်ရက်တွေအများကြီးရှိတယ်ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်ပြပြပေးသွားပါမယ် Star Wars စကားတွေကကျတော့ sci-fi စကားတွေမှာအောင်မြင်ဆုံးစကားလည်းဖြစ်တယ်ပြီးတော့သူ့ရဲ့ iconic ဖြစ်တဲ့ dialogue တွေကကျတော့ကျွန်တော် podcast ချောင်းမှာရော internet ပေါ်မှာ mix တွေပိုင်းနဲ့အရင်အောင်ခြေပြန်တဲ့ franchise ကိုလည်းဖြစ်ပါတယ်Star Wars က May the Force be with you ဆိုတဲ့စကားလုံးကိုဒါဖမ်းယူပြီးတော့မေလ4ရက်နေ့ကို Star Wars နေ့အဖြစ်သတ်မှတ်ခဲ့ကြတာပါ။ချို့ကကြတော့လည်းဒီ Star Wars ပထမဆုံးထွက်ခဲ့တဲ့မေလ25ရက်နေ့ကိုပေါ့နော် Gift Break ဆိုပြီးတော့ကျင်းပရလည်းရှိပါတယ်။နောက်ပြီးမေလ9ရက်နေ့နဲ့6ရက်နေ့ကိုလည်း Revenge of the Sith, Revenge of the Sith ဆိုပြီးတော့ပမ်ယူပြီးပြောကြရလည်းရှိပါတယ်။ဒီနေရာမှာ Pam ဆိုတဲ့စကားလုံးအသုံးနှုန်းလေးကိုမသိသေးတဲ့သူတွေအတွက်နည်းနည်းလေးရှင်းပြပေးပါမယ်။ Pam ဆိုတော့တန်တူကြောင်းကလေးမျိုးပဲပေါ့နော်။အတိတ်ပဲမျိုးမျိုးထွက်နိုင်တဲ့စကားလုံးတွေကိုသုံးပြီးတော့ဒါ twist လုပ်တာပေါ့။ဥပမာဆိုလို့ရှိရင် time fly like an arrow အချိန်ကများတဲ့စင်းလိုပဲပြန်တန်းသွားတယ် fruit fry like a banana ဒီမှာကျတော့အသီးတွေကငပြောသီးလိုပြန်တန်းသွားမျိုးမဟုတ်ပါဘူး fruit fry လို့ခေါ်တဲ့ insect လေးက banana ကြိုက်တယ်ဆိုပြီးပြောတာပေါ့နော်ဒီလိုမျိုးအတိတ်ပဲမျိုးမျိုးထွက်နိုင်တဲ့စကားလုံးတွေကိုသုံးပြီးတော့စနောက်တာကို ham လုပ်တယ်လို့ခေါ်တာပါအစပိုင်းမှာကျတော့ဒီနေ့တွေက fan တွေကပဲသူကနေသူကျင်းပတာပါနောက်ပိုင်း2012ခုနှစ်မှာ Walt Disney Company ကနေပြီးတော့ Lucasfilm ကို$4 billion နဲ့ဝယ်လိုက်ပါတယ်အဲ့နောက်ပိုင်း2013ခုနှစ်ကနေစပြီးသူတို့လက်မှတ်ရင်းထိုးပြီးတော့မေလ4ရက်နေ့ကို Star Wars နေ့အဖြစ်တရားဝင်သတ်မှတ်ပေးခဲ့ပါတယ်။ May the Force be with you ဆိုတဲ့စကားလုံးကိုတမိုင်းမှာပထမဆုံး reference ယူပြီးပြောခဲ့တဲ့အဖြစ်အပျက်တစ်ခုလည်းရှိပါတယ်။အဲ့ဒါက1989ခုနှစ်မေလ4ရက်နေ့မှာဖြစ်ခဲ့တာပါ။ Margaret Thatcher ကို US Prime Minister ခန့်အပ်တဲ့နေ့အဲ့ဒီညနေခင်းသတင်းထဲမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ Conservative Party ဘက်ကနေပြီးတော့May the Force be with you မှာcongratulations ဆိုပြီးတော့ computer ညာစာထုတ်ခဲ့တယ်ပေါ့နော်အဲ့ဒီစကားကကျတော့ကျွန်တော်တို့ပထမအဆုံး reference ယူပြီးသုံးခဲ့တဲ့အဖြစ်အပျက်ဆိုပြီးတော့မှတ်တမ်းဝင်ခဲ့ပါတယ် Star Wars ကားတွေကကျတော့အဲ့ဒီတော့ generation တစ်ခုလုံးပေါ်မှာလက်မှုအရန်ကြီးခဲ့လို့လည်းပြောလို့ရတယ်ဒီဘက်ခေတ်မှာလည်းကျွန်တော်တို့ကြိုက်သေးပါဘူး Star Wars ကားတွေကကျတော့ sci-fi ဘက်မှာ popular ဖြစ်ဆုံးနဲ့ impact ဖြစ်ဆုံးစကားတွေလည်းပြောလို့ရမယ်ဒီစကားတွေထဲမှာကျွန်တော်သဘောကျဆုံးကပေါ့နော်သူရဲ့ musical themes တွေလို့ပြောရမယ် Star Wars ရဲ့ musical themes တွေကို compose လုပ်တဲ့John Williams ကျတော့ဒီနေရာမှာလုံးဝမိုက်တယ်လို့ပြောပါမယ်။ဘာလို့ဆိုတော့ဒီ Imperial Mark တို့ဘာလို့ကျွန်တော်ကြားရဲဆိုလို့ရှိရင်ဗျာ Darth Vader ကြီးမျိုးလုံးရှိမှရောက်ချလာတယ်လို့မျိုးပဲခံစားလို့ရအောင် John Williams ရဲ့ဖန်တီးမှုတွေကတော်တော်လေးကောင်းငယ်လို့ပြောပါမယ်။မမရ2015ခုနှစ်ကကနေဒါနိုင်ငံမှာရှိတဲ့ပါလီမန်တောင်ကုန်းပေါ်ကဒီငញ្ញရေးအဆောက်အဦတွေမှာပေါ့နော်။ကာလီယွန်ခေါင်းလောင်းနေနဲ့တခြားသော space နဲ့ဆိုင်တဲ့ tunes တွေကိုတီးပြီးတော့ဒီ Imperial Mark ကိုထပ်ပြီးမှတီးခတ်ခဲ့ကြပါသေးတယ်။ဆိုတော့ force တာပါဒီတော့စက်ကောင်တွေမှာပြောသွားတယ်ဆက်လောက်လေ့လာကြည့်လိုက်အောင် The force is what gives the Jedi his power. It's an energy field created by all living things. It surrounds us, penetrates us, it binds the galaxy together. Galactic တမိုင်းတစ်လျှောက်မှာဆိုလို့ရှိရင်ဒီ force ကိုနီလန်မျိုးမျိုးနဲ့ခေါ်ကြရတွေ့ရပါတယ် force ကကြတော့တက်ရှိရနေပြီးတော့ဗန်နီဖြစ်ပေါ်လာဖြစ်ပါတယ်ဒါကြောင့် light form တွေအကုန်လုံးထဲမှာဆိုလို့ရှိရင်ဒီ force ကရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် microscopic ဖြစ်တဲ့ midichlorian အနည်းမြောက်မှာမူတည်ပြီးတော့တချို့လူတွေကကျတော့ပေါ့နော်အဲ့ force တွေပေါ်မှာပို့ပြီးမှအာရုံစိုက်နိုင်တာပို့ပြီးအသုံးချနိုင်တယ်ဆိုပြီးတော့ကြွားသွားရည်လည်းရှိပါတယ်ဒီလိုမျိုး midichlorian concentration များပြီးတော့ force ကိုလေ့လာတဲ့သူတွေကကျတော့ powerful ပိုဖြစ်လာရင်လည်းရှိပါတယ်ဒါကြောင့်မို့လို့ Star Wars အတွင်းမှာဆိုလို့ရှိရင်ဒီ force က power scaling 2လို့တော့မှပြောပါမယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်က Star Wars sci-fi စကားဖြစ်ပြီးတော့သူ့ရဲ့ technology တွေကလုံးဝမှတိုးတက်နေပါတယ်။ဒါပေမဲ့လို့ဒီထဲမှာက force ကိုသိပ္ပံနည်းကျရှင်းပြထားမျိုးမပါဘဲနဲ့ဘာသာရေးနဲ့ပို့ပြီးနှီးစပ်တယ်လို့ပြောပါမယ်။ force မှာကျတော့ light side နဲ့ dark side ဆိုပြီးတော့2မျိုးရှိပါတယ်။ Asha လို့ခေါ်တဲ့ force ရဲ့ light side ဘက်ကိုအသုံးပြုတဲ့သူတွေကျတော့ Jedi လို့ခေါ်ပြီးတော့ force ရဲ့ dark side ဘက်က Bogan လို့ခေါ်တဲ့အပိုင်းကိုအသုံးပြုတဲ့သူတွေကျတော့ Sith လို့ခေါ်ပါတယ်။ဒီ concept ကကျတော့ရင်းရ concept ကိုနည်းနည်းအခြေခံထားရလို့ပြောရပါမယ်ဒီနေရာမှာရင်းရ concept ကိုဘာလဲဆိုတာမသိသေးတဲ့သူတွေအတွက်အတူကျုံလေးပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်လောကမှာရှိတဲ့အရာတိုင်းကအစွန်းနှစ်ဖက်ကနေပြီးတော့တစ်ဖက်နဲ့တစ်ဖက်အမိခိုပြုတ်နေရဆိုတော့တရုတ်အတွေးခေါ်တစ်ခုပါဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလင်းမရှိဘဲနဲ့အမှောင်မရှိနိုင်တယ်လို့
တည်ဆုံးခြင်းမရှိဘဲနဲ့လည်းဘဝဆိုတာဖြစ်မလာနိုင်ပါဘူးဒါတကယ်တမ်းတော့အခြေခံသဘောတရားလောက်ပဲတူတာပါဒီလိုမျိုးနှိုင်းရှင်ပြီးပြောရတာကရင်းရံသဘောတရားကကျတော့ကျွန်တော်တို့အကုန်လုံးနဲ့လည်းရင်းနှီးနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမြင်သာအောင်ပြောလိုက်တာပါတကယ်တော့ force ကိုအဓိပ္ပာယ်အတိအကျဖွင့်ဖို့ကအယောင်မှာကျေပြန့်ပြီးတော့ဒီလိုမျိုး concept ကိုနဲ့နှိုင်းပြီးပြောဖို့ဆိုတာတော့ဘယ်လုံးမှမဖြစ်နိုင်ပါဘူးပြောရရင် force က Star Wars ကားထဲမှာအရန်အရေးပါတဲ့မိတ်ဆွေတစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့အပြင်လောကမှာတန်းတရားနှုတ်ဆက်တဲ့ခါကျလို့ရှိရင် God bless you လို့ပြောသလိုမျိုးပဲပေါ့နော်ဒီ Star Wars ဇာတ်ကားတွေမှာဆိုလို့ရှိရင် May the Force be with you ဆိုပြီးတော့ဒါသုံးကြတာပါ Star Wars လောတွေကကျတော့အယောင်မှာကျေပြန့်ပြီးတော့နောက်ပိုင်းမေလ4ရက်နေ့ရဆိုလို့ရှိရင် Star Wars fan တွေနဲ့ Star Wars community အတွင်းမှာရှိတဲ့အမှတ်တရနေ့ရက်တရက်အဖြစ်ဒါရှိနေပါပြီဇလန်တစ်ခု franchise တစ်ခုအတွက်ဒီလိုမျိုးရက်တစ်ခုတည်တံ့သတ်မှတ်ပြီးတော့အမှတ်တရနေ့ရင်နဲ့ပြည့်နေလို့ဆိုတာတော့ဒါမလွယ်တဲ့ကိစ္စတစ်ခုပါဒါပေမဲ့ Star Wars ကတော့ဒီလိုမဖြစ်နိုင်တဲ့ကိစ္စတွေကိုလုပ်ပြသွားပြီးတော့သမိုင်းအတွင်းမှာအကောင်းဆုံး franchise တစ်ခုအဖြစ်မှတ်တမ်းတင်ရေးထုတ်ထားနိုင်ပါတယ်နောက်နှစ်ပေါင်းများစွာ generation ပေါင်းများစွာအထိလည်းဆက်ကြံရှိနေဦးမဲ့ franchise တစ်ခုဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ Maybe the Food Review ဆိုတဲ့စကားလုံးလေးကိုဆွဲပြပြီးတော့မေလ4ရက်နေ့က Star Wars နေ့ဖြစ်လာခဲ့တဲ့အကြောင်းလေးကိုဒါပြပြပေးသွားတာပါဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါခင်ဗျာနောက်နေ့မှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားပါဦးမယ် Maybe the Food be with you